ဒီတစ်ခါကတော့စနေသားသမီးများအတွက်ရည်ရွယ်ပြီးတော့ဟောကြားပေးမှာဖြစ်ပါတယ်ဆိုတော့စနေသားသမီးများအတွက်ကြည်ကြည်မယ်နော်ဆောင်ရန်လေးတွေကိုပြပြပေးသွားပါမယ်ဆရာမကနေပြီးတော့စနေသားသမီးများအတွက်ဆီယမကတ်တွေကိုဖတ်ကြည့်လိုက်တဲ့အခါမှာပေါ့နော်ဘယ်လိုလူမျိုးတွေတဲ့ energy ပိုကိုက်မလဲဆိုတော့ပြီးခဲ့တဲ့အတိတ်မှာကိုကကန်နေနေရတော့၎င်းအစိမ်မပြေဘူးလို့ထင်တယ်ဆိုလို့ရှိရင်ဒီအဟွာအတင်းအတွက်ကိုက်ပါရယ်နော်ဆိုတော့အခုစနေသားသမီးတွေဘယ်ရက်မှာပဲဒီဆီယမပေါ့နော်ဟိုဗီဒီယိုကိုကြည့်အဲ့ဒီနေ့ကစပြီးတော့ရက်ပိုင်းအတွင်းဖြစ်မဲ့နမိတ်တွေကိုဟောကြားပေးသွားမှာဖြစ်ပါတယ်ဆိုတော့တနေ့သားသမီးတွေကအခုချိန်ကစပြီးတော့အပြောင်းလဲတွေနဲ့ကြုံရမယ်အဲ့အပြောင်းလဲရလဲကောင်းသောပြောင်းလဲခြင်းနမိတ်ဖြစ်တဲ့အတွက်စနေသားသမီးအများအတွက်တော့ congratulation ပါနော်ကောင်းသောအပြောင်းလဲတွေနဲ့ကြုံတွေ့ရမှာဖြစ်ပါတယ်ဒါပေမဲ့အပြောင်းလဲတွေကတော့လာပြီစိတ်ထဲမှာမလွှတ်ချနိုင်တာတွေကိုတွေ့နေရတယ်ညဘက်တွေအေးမဝတာအိတ်လို့မပျော်တာပြီးသွားလို့ရှိရင်ထပ်သွားချင်တာပေါ့နော်โอเคထပ်သွားချင်တာမျိုးတွေလည်းထပ်တွေ့နေရတယ်ဆိုတော့ဒီကိုယ့်စီကိုလာနေပြီကောင်းတာတွေလာနေပြီဖြစ်တဲ့အတွက်တချို့သော mindset လေးတွေကိုချိန်အခုကလေးကနေပြီးတော့ချိန်ပေးဖို့ဆရာမမေတ္တာရက်ခံချင်ပါတယ်ကောင်းတာတွေလာတော့မှဖြစ်လို့ကိုယ့်စိတ်ထဲမှာရှိနေတဲ့တောကတွေအပူတွေကိုခဏလောက်ပေါ့နော်ခဏလောက်မဟုတ်ဖြစ်နိုင်ရင်တော့ပေါ့ဟိုပြောရမယ်ဆိုလို့ရှိရင်အဲ့အပူတွေကို neglect လေးပေါ့နော်ရနိုင်တဲ့လောက်လေးပေါ့နော်လုပ်ကြည့်ပေးပါငါစီကိုကောင်းတာတွေလာတော့မယ်အဲ့ဒါတွေကြောင်းမလို့ငါကောင်းတာတွေကိုရအောင်တွေးမယ်လို့ပေါ့နော်တစ်ချက်လောက်လုပ်ကြည့်ပေးပါနော်ဘာလို့ဆိုတော့တကယ်ကိုကောင်းမွန်သောနမိတ်တွေကိုတွေ့နေရတာကြောင့်ဖြစ်ပါတယ်ပြီးတော့ခရီးတစ်ခုခုသွားရတာမျိုးရဝေးကိုသွားရတာမျိုးတနေရာကိုသွားရတာမျိုးဆိုရက်နမိတ်တွေကိုလည်းတွေ့ရှိနေရပါတယ်တခြားတွေ့ရှိတာလေးတွေကတော့သားစုတွေနဲ့လည်း preparation နေရမယ့်နမိတ်တွေတွေ့ရှိရပါတယ်ပြီးသွားလို့ရှိရင်ဒါပေမဲ့ပေါ့နော်တခုမှချင်တာကကိုအခုကင်တွယ်နေတဲ့အရာကိုပေါ့နော်ကိုမှဘာခက်ခဲတွေရှိလဲအဲ့ကင်တွယ်နေတဲ့အရာကိုဆူတောင်းကြည့်ပါတဲ့အဆင်မပြေတာတွေရှိရင်ပေါ့နော်ကိုနဲ့ဒီ energy ပို့ပြီးတော့ကိုက်ညီသောနေရာတွေစီမှာဆူတောင်းကြည့်ပါဆူတောင်းကြည့်လိုက်လို့ရှိရင်ပို့ပြီးတော့တင်းရဲ့ live ကပို့ပြီးတော့ချောချောမွန်းမွန်းနဲ့ပို့ပြီးအဆင်ပြေလာမယ်ဆိုတဲ့နမိတ်တွေလည်းတွေ့နေရပါတယ်နောက်တစ်ခုကတော့ခြေထောက်ကလေးတွေသတိထားပေးပါနော်စနေသားသမီးများခြေထောက်ကိုသတိထားပေးပါခြေထောက်နဲ့ပတ်သက်ပြီးတော့ခြေထောက်ရောင်တာဟာမဟုတ်လို့ရှိရင်ခြေထောက်နဲ့ပတ်သက်ပြီးတော့ချော်လဲတာစသဖြင့်ပေါ့နော်ထိခိုက်တာမျိုးလေးတွေတော့ဆရာမရုပ်တရက်မြင်လိုက်တာဖြစ်တဲ့အတွက်စနေသားသမီးများခြေထောက်ကိုကောင်းကောင်းမွန်မွန်ဂရုစိုက်ပေးပါစနေသားသမီးတွေကစိတ်ဓာတ်တော်တော်မှကြောတယ်လို့ပြောရမယ်နော်သူတို့ကဘလို့ပဲခက်ခဲသူတို့ကဘယင် energy ရှိတယ်နော်အဲ့တော့ king energy ရှိတာဖြစ်တဲ့အတွက်သူတို့တွေကဘလို့ပဲဖြစ်ငါဒီရအောင်ကြော်ဖြတ်နိုင်တဲ့စိတ်ဆိုတဲ့စိတ်ကပိုကြီးမာတယ်ပေါ့နော်အဲ့တော့အဲ့ဒီစိတ်ကိုထပ်ပြီးတော့ပေါ့နော်ထပ်ထားပေးပါအဲ့ဒီစိတ်ကိုပဲအမြဲတမ်းမွေးမြူထားပေးပါဆိုတော့ဒီရက်ပိုင်းမှာတင်းတော့ကောင်းတာတွေပဲဖြစ်လာတော့မှမဟုတ်လို့တင်အဲ့ဒါလေးကို mindset လေးကိုချိန်လိုက်မယ်ဆိုရင်ကိုယ့်စီကိုကံကောင်းခြင်းတွေကပို့ပြီးတော့မြင်းမြတ်ဆန်ဆန်ရောက်လာမှာဖြစ်ပါတယ်ပြီးသွားလို့ရှိရင်ကိုလှုပ်ချင်တဲ့အရာကိုလည်းလှုပ်ခွင့်ရှိတော့မယ်ဆိုရဲကိုဘာဖြစ်ချင်လဲပေါ့နော်အဲ့ဖြစ်ချင်တဲ့အရာပေါ့ဖြစ်ချင်တဲ့အရာလေးကမကြခင်မှာပြောရမယ်ဆိုလို့ရှိရင်ပြေဝတော့မယ်ဆိုရဲနမိတ်ကိုလည်းတွေ့နေရပါတယ်မကြခင်မှာပြေဝတော့မှာဖြစ်တဲ့အတွက်အိပ်ရေးတွေပြတ်တာမျိုးတွေအိပ်ရေးမွားတာမျိုးတွေကိုတစ်ချက်လောက် manage လုပ်ပေးပါအောင်လို့စီမံပေးပါအောင်เนาะဘာဖြစ်လို့လဲဆိုတော့
ကောင်းတာတွေရဖို့အတွက်ကကိုအရင်ကျမ်းမာမှာဖြစ်မယ်လေနော်ကျမ်းမာရေးကိုတော့ဂရုစိုက်ပေးပါထူးထူးဆန်းဆန်းပေါ့နော်ရှေ့မှာအများကြီးပေါ့နော်နေနံနေပြောခဲ့တယ်ဒါပေမဲ့စနေသားသမီးတွေအတွက်ကခြေထောက်ကိုပဲအာယုံရနေတာဖြစ်တဲ့အတွက်ခြေထောက်ကိုဂရုစိုက်စီချင်ပါတယ်အဲ့တော့ကျမ်းမာအောင်နေပါကျမ်းမာရေးကိုဂရုစိုက်ပါမကြခင်မှာပုံမကောင်းမှုတော့ကံအပြောင်းလဲရှိရမို့လို့ပျော်ပျော်ရွှင်ရွှင်စိတ်ကောလူကောဖြစ်နေအောင်လို့ကျမ်းမာရေးကိုအထူးဂရုစိုက်ဖို့မှာကြားခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်